ပြည်သူအတွက်ရက်တီပေးတော့လွတ်တော်ဖြစ်ဖို့လိုတယ်အဘဘောမတဲ့လွတ်တော်ဘောလွတ်တော်ဖြစ်နေလဲမကောင်းဘူးအခုလောလောဆယ်မြန်မာပြည်ရဲ့လွတ်တော်ကဘောလွတ်တော်ဖြစ်နေတာအားလုံးပဲမင်္ဂလာပါဗျာကဲဒီနေ့ကျွန်တော်တို့ကိုမောလက်ရှိဖြစ်ဖြစ်နေတဲ့မြန်မာနိုင်ငံအခြေအနေကိုဒီလက်ရှိလွတ်တော်ကိစ္စပေါ့နော်အဲ့ဒါကိုကိုမောဒဲကြီးဝေဖန်ထားတာတွေ့ရပါတယ်ဆိုတော့သူပြောတာလည်းပြောချင်စရာပဲနော်သူကတော့တကယ်ကိုဘောလွတ်တော်ဆိုဖီတော့ကိုပြောထားတာနော်ပြောမယ်ဆိုလည်းပြောချင်စရာကနော်အဲ့ဒီလွတ်တော်တွေကတကယ်တမ်းကြောက်လို့ရှိရင်အဲ့ဒီလွတ်တော်ကအမတ်တွေဆိုတာပြည်သူရဲ့လုံအပ်ချက်တွေကိုတင်ပြရမှာနော်ဘာမဟုတ်တဲ့အခုသူတို့လုံနေတာတွေကတကယ်ရည်စရာဖြစ်နေတယ်နော်ကျွန်တော်တို့ဒီပြည်သူပြည်သားတွေလုံအပ်ချက်တွေကိုမတင်ပြဘဲနဲ့သူတို့ကအဘရဲ့လုံရင်အတိုင်းလိုက်ပြီးတော့အဘရဲ့စိတ်ကြိုက်မေးခွန်းနေမေးနော်ဖြေတဲ့လူကလည်းအဘရဲ့စိတ်ကြိုက်ဖြေနေရတယ်တွေ့ရပါတယ်ဆိုတော့ကိုမောသူဘယ်လိုတွေသူတဲ့ကြီးဝေဖန်ထားလဲဆိုတာကိုကျွန်တော်နဲ့သူကြည့်လိုက်အောင်ဗျာနော်လက်ညှိုးထောင်နဲ့လက်ညှိုးထောင်ဟုတ်ကဲ့လောက်သာရရင်ပြီးရောဆိုတဲ့အုပ်စုကလည်းလွတ်တော်ကိုယ်စားလှယ်မှရှိနေအဲ့တော့ဒီလွတ်တော်ကတုံတောင်အရှက်နဲ့တော့ဒါလွတ်တော်တွေကိုရောက်တာမဟုတ်ဘူးဗျာနော်ပြည်သူကိုဖိဖို့နှိပ်ဖို့ပြည်သူကိုကြစ်ဖို့ဆိုလို့ရှိရင်လွတ်တော်တစ်ခုလုံးကဝိုင်းပြီးအားပေးတယ်နော်ပြည်သူဘက်ရက်တီမဟိဆိုလွတ်တော်တစ်ခုလုံးကဝိုင်းဆန့်ကျင်တယ်အဲ့တော့ဒီလွတ်တော်ကဘာလွတ်တော်လဲနော်ဘောလွတ်တော်ဖြစ်နေပြီဘောမလွတ်တော်ဖြစ်အဘစစ်ဘောမလည်းမဟုတ်အဘဘောမလည်းလွတ်တော်ဖြစ်နေပြည်သူတက်ထားပါတော့ဘယ်လိုခေါ်မလဲဆိုတော့ကိစ္စနဲ့စပြီးတော့နော်ဒီကျွန်တော်တို့ passport ကိစ္စလောက်သားတွေကိစ္စဝိုင်းပြီးတော့ပြည်သူကိုလေဘေးညှစ်မယ်ဟေးဆိုလို့ရှိရင်ပြည်သူစီကခွန်ကောက်မယ်ဟေးဆိုရင်တခါတည်းထောက်ခံပါတယ်ဆိုပြီးអော်နေတဲ့လွတ်တော်ပြည်သူဘက်ကရက်တီမယ်ဟေးဆိုလို့ရှိရင်သဘောထားကွဲလွှဲရမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ဘယ်လိုလုပ်ကြမလဲခင်ဗျားတို့နော်ကဲကိုမောပြောမယ်ဆိုလဲပြောချင်စရာဗျာနော်ဘာလဲဆိုတော့တကယ်တမ်းကြောက်လို့ရှိရင်သူတို့တွေကမြန်မာပြည်မှာလိုအပ်ချက်တွေပြည်သူတွေရဲ့လိုအပ်ချက်တွေကိုတင်ပြရမှာလုပ်ပေးရမှာနော်ဆိုတော့အခုကအဲ့လိုမဟုတ်ဘူးနော်သူတို့ရဲ့အဘစိတ်ကြိုက်အဘမေးခိုင်းခြင်းနဲ့မေးခွန်းတွေမှာသူတို့ကရွေးပြီးတော့မင်းနေတာကိုကျွန်တော်တို့ပြည်သူတယောက်အနေနဲ့ကျွန်တော်လည်းအဲ့လိုပဲမြင်ပါတယ်နော်ဘာမဟုတ်တာဘာထမနဲကိုကနေဟိုဝင်အောင်နော်ကပတ်အမွေနဲ့ဝင်အောင်ဆိုပြီးတော့ဘာလဲရှောက်ချက်ကိုခတ်နေတာပဲဗျာနော်သူတို့ပြောတာတွေကဘာမှကျွန်တော်တို့ပြည်သူတွေလိုအပ်တဲ့အရာတွေဘာမှမဟုတ်ဘူးနော်ဆိုတော့လွတ်တော်လဲတကယ်တမ်းကြားလို့ရှိရင်အဘဘောကိုမနေတဲ့လွတ်တော်ပါပဲနော်အဘရဲ့အရေးအဝါဒအောက်မှာအဘရဲ့စိတ်ကြိုက်ကပေးနေရတဲ့လွတ်တော်လို့ပဲကျွန်တော်လည်းအဲ့လိုပဲမြင်နေဗျာကဲကျွန်တော်တို့ကိုမောင်ပြောတာလေးကိုဆက်ပြီးတော့ကြည့်အောင်ဗျာပြည်သူအတွက်ရက်တီပေးတော့လွတ်တော်ဖြစ်ဖို့လိုတယ်အဘဘောမတဲ့လွတ်တော်ဘောလွတ်တော်ဖြစ်နေလဲမကောင်းဘူးအခုလောလောဆယ်မြန်မာပြည်ရဲ့လွတ်တော်ကဘောလွတ်တော်ဖြစ်နေတာလုံးဝစိတ်မကောင်းစရာပေါ့ဗျာမှန်တယ်ကိုမောင်သိမှန်တယ်ကဲရလေးရတခုပေါ့ဗျာနော်နောက်ထပ်ကျွန်တော်ထပ်ပြောစရာရှိသေးတယ်ဘောလွတ်တော်မပြောချင်ပဲပြောတာပါမခေါ်ချင်ပဲခေါ်ရတာနောက်လုံးပြောစိတ်ဆိုးလိုက်တာကျွန်တော်လည်းဆဲကြစိတ်လျှော့ပါလို့နော်။ဘာကြောင့်လဲဆိုတော့မဖြစ်မနေမို့လို့ပြောရတာပါ။ပြီးပြီးတက်မို့လို့ပြောရတာပါနော်။ဟုတ်တယ်အမှန်တရားတွေ။ကဲဆိုတော့ကိုမောင်ကတော့လွတ်တော်ကြီးကိုဒဲကြီးဝေဖန်သွားတာတွေ့ရပါတယ်။နောက်တချို့တော့သူတွေတော့ဆိုနီပိန်းနေလို့ပဲပြောရမှာနော်။အဆုံးမရောက်ကြပါနဲ့နော်။ကိုမောင်ဘောမဆိုတာမှန်တယ်ဒါပေမဲ့သူကစစ်တပ်ကိုပဲမှားတာ။စစ်တပ်ဆိုတာကအဲ့ဒီမြန်မာနိုင်ငံမှာရှိတဲ့စစ်တပ်ကိုပဲသူကမှားတာနော်လောကကြီးအုပ်ထားတဲ့ခွေးတစုကိုမှားတာမဟုတ်သူကိုယ်တိုင်လည်းပြောထားတယ်ဆိုတော့ကျွန်တော်တို့သူ့ကိုလည်းအကောင်းဆုံးအကောင်းဘက်ကမြင်ပြီးတော့ကျွန်တော်တို့တွေလည်းသူ့ကိုဝိုင်းရံပေးတင်တယ်လို့ကျွန်တော်မြင်တယ်ဗျာနော်ဘာလို့လဲဆိုတော့တစ်ချိန်လုံးကလည်းသူပြောလာတဲ့တောက်လျှောက်မှကြည့်လိုက်နော်အစွန်းရောက်တာတွေမရှိဘူးနော်အစွန်းရောက်တာမရှိဘူးအမှန်တရားပဲသူထောက်ပြတာအဲ့ဒါကြောင့်တချို့တော့အထင်လွဲနေတဲ့လူတွေရှိတယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်ကဝင်ပြီးပြောပြရှင်းဖြစ်ပါတယ်ကဲဆိုတော့ကိုမပြောတော့လေးလည်းအားရပါတယ်နော်အဲ့ဒီလွတ်တော်မှာအိမ်ငိုက်မယ်ပြည်သူတွေကဘာမေးစေချင်တာလဲဆိုတာတွေသူတို့ပြီးမဆိုင်ဘူးပြည်သူမျက်နှာမမူတဲ့လွတ်တော်ဗျာတကယ်တမ်းကြတယ်ဒါဆိုအဲ့ဒီလွတ်တော်ဘာလုပ်မှာလဲနော်ဆိုတော့မြန်မာနိုင်ငံဒီနိုင်ငံတော်ကြီးမှာအဲ့ဒီလွတ်တော်ဆိုတာမလိုအပ်တော့ဘူးလေ
ကယ်လွတ်တော်ကပြည်သူအတွက်ပြည်သူပြောမဲ့စကားလုံးတွေသူကမေးပေးရတာနော်တယောက်ကလည်းဒီကမေးတဲ့စကားလုံးကိုဟိုတယောက်ကလည်းဘယ်လိုလုပ်ပေးမလဲဘယ်လိုဖြည့်ရှင်းပေးမလဲဆိုတာတွေကိုအဲ့ဒါလွတ်တော်လို့ခေါ်တယ်အခုကသူတို့ဗာလဲစက်တက်နဲ့ဟိုတဟဇာတမဖြစ်တဲ့မေးခွန်းတွေလည်းမမေးရဘူးတကယ်လည်းထောက်ပြတာကိုမရတာဗျာနော်ထောက်ပြတဲ့လူတွေဆိုတောက်ချလိုက်တာဒီကောင်နည်းနည်းဒီကောင်အမှန်တရားတွေဒီကောင်နည်းနည်းပြောလိုက်မရတော့ဒီကောင်တောက်ချလိုက်တာနော်ရက်တီကျင်တော့သူတို့ရဲ့စိတ်ကြိုက်အဲ့ဒီအဘရဲ့စိတ်ကြိုက်ပေါ့ဗျာအဘရဲ့ကျိုးဆွဲရအောင်ကားနိုင်တော့သူတို့လက်အောက်မှာနေလို့ရမယ်ထမင်းစားရမယ်ကောင်းကောင်းမွန်မွန်စားရမယ်သူတို့နဲ့ပူးပေါင်းပြီးတော့ဆိုတော့လက်တော်ကမလုပ်တော့ပါလေကျွန်တော်တို့ပြည်သူတွေအတွက်နော်ကဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုလည်းဒီလောက်နဲ့ပဲညီကုန်းရှုပ်ပြရစီဗျာကျွန်တော်ရဲ့ channel လေးကိုအားပေးနေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းတူတူတယောက်စီတန်းကိုကျေးဇူးအထူးတင်ရှိပါ